ယောက်ျားတစ်ယောက်အကူအညီအမဲ့ဆုံးနဲ့စိတ်တဲ့အကြဆုံးချိန်မှာဘသူ့ကိုဖုန်းဆက်မယ်ထင်တယ်လေဒါမှမဟုတ်ဘသူနဲ့စကားပြောမယ်ထင်တယ်လေမိသားစုဝင်နေလားတေးကြတယ်သူတို့ကတော့အမြဲတမ်းနားလည်ပေးနိုင်မှာမဟုတ်ဘူးဒါဆိုတငယ်ချင်းတွေလားကိုယ်အစင်မပြေတာတွေကိုရင်ဖွင့်ရလောက်အောင်ဒီယုံကြည်ရတဲ့တငယ်ချင်းယောက်ျားတစ်ယောက်မှာဘယ်နှယောက်များရှိလို့လဲဒါဆိုကိုယ့်ရဲ့ချစ်သူဒါမှမဟုတ်ဇနီးလားတခါလေအစင်မပြေတာတွေပြောလိုက်မှပို့ပြီးစိုးသွားတာမျိုးလဲရှိတာပဲဒါဆိုအဖြေကရှင်းရှင်းလေးယောက်ျားတစ်ယောက်ရဲ့ခံစားချက်ကိုဘယ်သူမှဂရုမစိုက်ဘူးဒီလိုနဲ့ပဲယောက်ျားတွေဟာကိုယ့်ရဲ့တဏှာအစင်မပြေမှုတွေကိုညာနဲ့တကောင်ထိမျိုးသိရင်းနဲ့အိမ်မောကြခဲ့ကြတယ်နောက်တစ်နေ့လဲရောက်ရောအရင်ရက်ကဘာမှမဖြစ်ခဲ့တယ်လို့မျိုးနောက်တစ်ရက်ကိုထပ်ပြီးဖြတ်တန်းရတယ်ဒါဒီဘက်ခေတ်မှာယောက်ျားအများစုကြုံတွေ့နေရတဲ့ပြဿနာ